အားလုံးပဲမင်္ဂလာပါခင်ဗျာ PR photo shoot ကနေပြန်လည်ကြည့်ဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ photo shoot အတွက်ကျွန်တော် vlog လေးရိုက်မှာပဲဖြစ်ပါတယ်ဘလို့ပုံစံရိုက်မှာလဲဆိုတာဆက်ပြီးတော့ကြည့်ရှုပေးကြပါဦးခင်ဗျာလာပြလာစောင်းနေတာပဲဖြစ်ပါတယ် 2 hours later. ကျွန်တော်ရွေးချယ်တဲ့နေရာလေးကတော့ဒီနေရာလေးပဲဖြစ်ပါတယ်ဆိုတော့ရှားလိုက်ကြရအောင်ဟုတ်ရှုတေးလေးပြီးပါပြီဟုတ်ပြန်လိုက်ပါဦးမယ်ဒီနေ့ကတော့ကျွန်တော်ရှူတင်ကတော့ပြီးဆုံးသွားပါပြီဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့တယောက်ကြီးကြီးတိုင်းကိုသူပဲကျေးဇူးတင်ပါတယ်နောက် vlog မှာပြန်လဲဆုံတွေ့ကြမယ်နော် Okay bye bye没有，没有。